ဆေးထိုးလိုက်တဲ့အခါခန္ဓာကိုယ်ထဲမှာဘာတွေဖြစ်သွားလဲဆိုတာကိုဘူးတုဒအနေနဲ့ပြောပြပေးထားပါတယ်။ဆေးတစ်လုံးထိုးလိုက်တဲ့အခါဆေးထိုးတဲ့နေရာနဲ့နီးလန်းပေါ်မူတည်ပြီးတော့ဆေးကခန္ဓာကိုယ်ထဲရောက်တဲ့အမြန်နှုန်းနဲ့အာနိသင်စတင်ချိန်ကမတူပါဘူး။ဆေးထိုးတဲ့အခါ IV ဆိုရင်သွေးကြောတွေကိုဓာတ်ရိုက်ဝင်ပြီးခန္ဓာကိုယ်အနှံ့ကိုလှည့်မြန်စွာပြန့်နှံ့နိုင်ပါတယ်။ကြွက်သားတဲ့ဒါမှမဟုတ်အရေပြားအောက်ထိုးတဲ့ဆေးတွေကတော့သွေးကြောမြင်တွေကနေတဖြည်းဖြည်းဆုပ်ယူပြီးသွေးထဲကိုဝင်လာပါတယ်။သွေးထဲရောက်တဲ့ဆေးကတက်ရောက်ရမယ့် target နေရာနဲ့ receptor တွေမှာအလုပ်လုပ်ပြီးတော့ဆေးရဲ့အာနိသင်ကိုဖြစ်စေပါတယ်။နောက်ဆုံးမှာတော့အသည်းကဆေးကိုပြုပြင်ပြောင်းလဲပေးပြီးကြောက်ကက်ကနေတဆင့်ခန္ဓာကိုယ်ကနေဆွန့်ထုတ်ပေးပါတယ်။ဒါကြောင့်ဆေးတစ်မျိုးအာနိသင်တက်ရောက်တဲ့ဖြစ်စဉ်ကခန္ဓာကိုယ်ထဲဝင်လာတာခန္ဓာကိုယ်ကနေဆုပ်ယူတာအာနိသင်တက်ရောက်တာနဲ့ခန္ဓာကိုယ်ကပြန်လည်ဖယ်ရှားတာဆိုတဲ့ဖြစ်စဉ်အစဉ်စဉ်နဲ့လှုပ်ဆောင်ပါတယ်။ဆေးထိုးတဲ့နေရာအလိုက်ကွာခြားမှုတွေရှိပါတယ်။သွေးကြောတွေကိုထိုးတာကြွက်သားတွေကိုထိုးတာအရေပြားအောက်အဆီလွှာတွေကိုထိုးတာနဲ့အရေပြားအတွင်းလွှာတွေကိုထိုးတာဆိုပြီးနီလန်းလေးခုရှိပါတယ်။ intravenous ဒါမှမဟုတ် IV လို့ခေါ်တဲ့သွေးကြောတွေထိုးခြင်းနီလန်းကသွေးကြောတွေကိုဓာတ်ရိုက်ထည့်ပေးတာဖြစ်လို့သွေးလည်ပတ်မှုတွေကိုချက်ချင်းရောက်ပါတယ်။ဒါကြောင့်ဒီနီလန်းကအာနိသင်စတင်တာအမြန်ဆုံးဖြစ်နိုင်ပါတယ်။ intramuscular ဒါမှမဟုတ် IM လို့ခေါ်တဲ့ကြွက်သားတွေထိုးခြင်းနီလန်းကတော့ဆေးထိုးလိုက်တဲ့ကြွက်သားနေရာမှာရှိတဲ့သွေးကြောမြင်တွေကနေဆေးကိုဆုပ်ယူပြီးတော့သွေးလည်ပတ်မှုတွေပို့ပေးတာဖြစ်ပါတယ်။ subcutaneous လို့ခေါ်တဲ့အရေပြားအောက်ထိုးခြင်းနီလန်းမှာတော့အရေပြားအောက်ကအဆီတီရှူးတွေကိုထိုးတာဖြစ်ပြီး IM လို့ခေါ်တဲ့ကြွက်သားချင်းထိုးခြင်းနီလန်းထက်ဆုပ်ယူမှုပိုနှေးပါတယ်။ insulin လိုဆေးတချို့ကိုဒီနည်းနဲ့ထိုးကြပါတယ်။ intradermal လို့ခေါ်တဲ့အရေပြားအတွင်းလှတွေကိုထိုးခြင်းနီလန်းမှာတော့ဆေးကအရေပြားအတွင်းလှထဲမှာရှိနေပြီးသူ့ရဲ့ဆုပ်ယူနိုင်စွမ်းက IV, IM နဲ့ subcutaneous ထက်ပိုပြီးတော့နှေးပါတယ်။ဒါကြောင့်အများအပြား TB skin test နဲ့ allergy test လိုမျိုးစမ်းသပ်မှုတွေမှာအသုံးများပါတယ်။ဥပမာကြွက်သားတဲ့ဆေးထိုးလိုက်တဲ့အခါအဲ့ဒီကြွက်သားနေရာတွေကသွေးကြောမြင်လေးတွေကနေဆေးကိုတဖြည်းဖြည်းဆုပ်ယူပါတယ်။ပြီးရင်သွေးလည်ပတ်မှုတွေရောက်သွားပြီးခန္ဓာကိုယ်အနှံ့ကိုပြန့်နှံ့သွားနိုင်ပါတယ်။ IV ဖြစ်ရင်တော့ဒီလိုဆုပ်ယူရတဲ့အဆင့်ကိုကျော်ပြီးသွေးကြောတွေကိုဓာတ်ရိုက်ဝင်သွားတာဖြစ်ပါတယ်။ဆေးအားလုံးကိုချက်ချင်းအာနိသင်ပြအောင်ပြုလုပ်ထားတာတော့မဟုတ်ပါဘူး။တချို့ထိုးဆေးတွေကဆေးကိုခန္ဓာကိုယ်ထဲမှာတဖြည်းဖြည်းချင်းထုတ်လွှတ်စေဖို့ဒီဇိုင်းလုပ်ထားတာကြောင့်အချိန်ကြာအာနိသင်ရှိစေနိုင်ပါတယ်။ဒါကြောင့်ထိုးဆေးတစ်မျိုးနဲ့တစ်မျိုးအာနိသင်စတင်ချိန်နဲ့ကြာချိန်တွေမတူနိုင်တာဖြစ်ပါတယ်။ဒါပေမဲ့ထိုးဆေးမှာအန္တရာယ်လည်းရှိပါတယ်။အထိုးတဲ့အတွက်နာကျင်တာသွေးကြေဥတာအရေပြားအောက်မှာသွေးဆူတာတွေဖြစ်နိုင်ပါတယ်။ထိုးတဲ့နေရာကိုတန်ရှင်းအောင်မပြင်ဆင်မဲထိုးမယ်ဆိုရင်ပိုးဝင်တာတွေဖြစ်နိုင်ပြီးတော့ပိုပြင်းထန်တဲ့အခြေအနေမှာဆိုရင်တော့သွေးကြောတွေပိုးဝင်ခြင်းအထိဖြစ်နိုင်ပါတယ်။အကိုပြန်လဲအသုံးပြုတာဒါမှမဟုတ်လူတစ်ယောက်ထက်ပိုပြီးမျှဝေသုံးတာကလည်း HIV အသက်ရောင်အသက်ဝါ B နဲ့ C လိုမျိုးသွေးမတဆင့်ကူးစက်တဲ့ရောဂါတွေဖြစ်နိုင်ပါတယ်။ဒါ့အပြင် IV ထိုးတဲ့အခါသွေးကြောရောင်တာဆေးကသွေးကြောအပြင်ဘက်တ िश ူတွေစိမ့်ထွက်သွားတာလိုမျိုးပြဿနာတွေလည်းဖြစ်နိုင်ပါတယ်။ဒါကြောင့်ဆေးထိုးရဲဆိုတာကဆေးကိုခန္ဓာကိုယ်ထဲထည့်လိုက်ရုံနဲ့ပြီးသွားတာမဟုတ်ပါဘူး။ဘယ်နေရာကိုထိုးမလဲဘယ်နည်းလမ်းကိုအသုံးပြုမလဲဆေးကဘလောက်မြန်ဆုပ်ယူမလဲဆိုတာတွေကဆေးအမျိုးအစားနဲ့လူနာရဲ့အခြေအနေပေါ်မူတည်ပြီးကွာခြားနိုင်ပါတယ်။အများအဖြစ်ထိုးဆေးတွေကိုဆရာဝန်သူနာပြုနဲ့သက်ဆိုင်ရာကျန်းမာရေးပညာရှင်တွေကလိုအပ်တဲ့အခြေအနေမှာတင့်တော်တဲ့နည်းလမ်းနဲ့အသုံးပြုပေးကြတာဖြစ်ပါတယ်။စီးချိုယောဂအတွက်အင်ဆူလင်လိုမျိုးပုံမှန်ထိုးဖို့လိုအပ်တဲ့ဆေးတွေကတော့ကျန်းမာရေးပညာရှင်ရဲ့သင်ကြားညွှန်ကြားချက်အတိုင်းအသုံးပြုဖို့အရေးကြီးပါတယ်